အနေနဲ့ရဲ့ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးအားလုံးမင်္ဂလာပါကျွန်တော်မိတ်ဆွေခုနှစ်သားသမီးတွေအတွက်နေ့စဉ်ဆရာကရေရနီးလေးဒိုက်တက်စနီးလေးတွေပေါ့နော်အခြေကိစ္စစီးပွားရေးကိစ္စကျမ်းမာရေးကိစ္စစသည်အဖြစ်အမြဲတမ်းမျှဝေပေးတယ်နော်အကြောင်းအရာတွေကတူညီတော်များလဲရေရတွေကတော့ထပ်မှာမဟုတ်ဘူးเนาะအခြေကိစ္စဆိုလို့အရှင်ကြီးနဲ့ပြုလုပ်တဲ့ရေရတွေကနီးပေါင်းထောင်နဲ့တောင်းနဲ့ချီပြီးတော့ရှိနေမှာပဲအဲ့တော့အကြောင်းအရာလေးတွေတူညတော့လဲပေါ့ပေးလိုက်တဲ့ရေရလေးတွေကတယောက်နဲ့တယောက်မတူညီနိုင်ဘူးအဲ့တော့ကျွန်တော်မိတ်ဆွေခုနှစ်သမီးအခုတစ်ပတ်မှာလဲပေါ့เนาะပြောပြပေးတယ်မိမိကပေါ့เนาะဓာတ်စီဒီဇယ်ဆိုင်တွေဖွင့်ထားတယ်ပြောမယ်ဆိုလို့ရှိရင်စီပန်းဆန်အကြီးရပြီးတော့စီပန်းဆန်သေးသေးလေးတွေထိအောင်မိမိရဲ့ဆိုင်ကိုပေါ့နော်ဖောက်တယ်ဒီလာအောင်ရောင်းပန်းဝယ်ပန်းတွေပွင့်လန်းတဲ့ရေရနီးတွေတဲ့အခုကျွန်တော်ပြောပြပေးမယ်နီးတွေပြုတ်လို့ပါလူမျိုးမတူဘာသာမတူအကုန်လုံးပြုတ်လို့ဆောင်ရွက်လို့ရတဲ့ရေရနီးလေးကိုပေးချင်တာမိမိကဒါဓာတ်စီဆိုင်ဖွင့်ထားတဲ့ဒီဇယ်ဆိုင်ဖွင့်ထားတဲ့နော်စီပန်းဆန်ဖွင့်ထားပြီဆိုရင်ဒီရေရလောက်ပြမိတ်ဆွေဆိုင်ကနော်ပုံမှန်အဖြစ်350ဘူးရောင်းတဲ့လူကအဲ့တနေ့မှာ200 300 400 600ရောင်းဝယ်ဖြစ်သွားမှာเนาะစီပန်းဆန်အသေးလေးဆိုတော့ short မတွက်နဲ့ကျွန်တော်မိတ်ဆွေเนาะစီပန်းဆန်တစ်ဆိုင်နဲ့နှစ်ဆိုင်သုံးလေးဆိုင်ကိုအလုပ်ဖြစ်သွားရင်ဒီလုပ်ငန်းတွေကသေးသေးရနေအကြီးကြီးဖြစ်သွားတာเนาะမိတ်ဆွေတို့သိပါတယ်เนาะအသီးလေးတစ်ခုကသေးသေးရနေကြီးကြီးဖြစ်တော့ကျွန်တော်မွေးကင်းစားကလေးရတယ်ကျွန်တော်ဒီရွယ်ထိရောက်လာပြီเนาะဒါလိုပဲပေါ့เนาะကိုယ့်ရဲ့လောက်ရလေးတွေပေါ့เนาะမှန်ပြီဆိုလို့ရှိရင်အဲ့လုပ်ငန်းကသေးပင်သေးညတော့လဲအောင်မြင်လာပြီဆိုအဲ့လုပ်ငန်းရဲ့ကြီးထွားတတ်မှာပဲเนาะပြတ်တပင်ကောင်းတဲ့ပင်ကောင်းနဲ့တောင်းနာပဲတဲ့နော်တေးသေးလေးကနေလုံငန်းကြီးပဲအဲ့တော့ဆရာကရန်ကုန်မြောက်ကလာပါမျိုးနဲ့6ဝေကားမှတ်တိုင်နဲ့နီးပါတယ်ဆရာဘေးကနေရလူတွေကမြင်လဲအောင်မင်္ဂလာကားကြီးဝင်းနဲ့နီးပါဆရာဘေးတွေဟောကမနေ့9နိုင်နေခင်းတနိုင်နေစဉ်ဟောကဖွင့်တယ်ဟာကျွန်တော်တို့မလာနိုင်လို့ဆရာဖုန်းလေးနဲ့မေးလို့မရဘူးလားရပါတယ်ဆရာဖုန်းနံပါတ်လေးပြောပဲနော်910645ဆရာဖုန်းနံပါတ်910645ကျွန်တော်မိတ်ဆွေတွေနော်အဲ့တော့မိမိရစီပန်းတန်လေးဒီဆိုင်လေးတာပြုတ်လုံနေတဲ့ဆိုလို့ရှိရင်နည်းနည်းရမှာရှိပါဗတောက်ပင်ကအရွက်တွေမိတ်ဆွေတို့တည်တယ်နော်ဗတောက်ရွက်အဲ့ဒီဗတောက်ရွက်အရေးအတွက်ကလေးတွေဒီအရွက်ကလေးတွေပေါ့နော်အရေးအတွက်လေးတွေ82ရွက်အဲ့ကရေဘုံထဲမှာထည့်ပြီးလို့ရှိရင်မိမိရွတ်ဖတ်နေကြဂါလာလေးတစ်ခုရွတ်ဖတ်ပါတခြားတော့ဘာသာဝင်တွေကတော့မရွတ်တတ်ပတ်တက်လို့ရှိရင်လည်းစုတောင်းပါပေါ့ဗျာစုတောင်းကိုလူမျိုးအရာကိုဘာသာရစုတောင်းပြီးတော့ကိုယ့်ရဲ့ဆိုင်ရှိမှာပေါ့ရေမန်းဖြန်းတယ်လို့ဖြန်းပါဟာအရလေးမျက်နှာ10မျက်နှာရှိတဲ့မိတ်ဆွေကောင်းတွေလာကြဟေးငါရဲ့စီဆိုင်ကိုစီပြီးလာဖြည့်ကြဟေးနော်အဲ့တော့အရလေးမျက်နှာ10မျက်နှာ10မျက်နှာရှိတဲ့မိတ်ကောင်းဆွေကောင်းတွေလာပြီးတော့ရောင်းပန်းဝယ်ပန်းနဲ့မိတ်ဆွေပွင့်လန်းမှာပဲကျွန်တော်ပြောတာမယုံတဲ့မိတ်ဆွေအဲ့ဒီရေရဒီလုတ်ပြီးလို့ရှိရင်လက်တွေ့ကြုံရဆိုရမယ်နော်ဆရာဖုန်းနံပါတ်လေးက KB လို့ဝေပေးလို့ရှိတယ်ကျွန်တော်မိတ်ဆွေတွေနော်အောင်မြင်ပြီဆိုလို့ရှိရင်ကြော်တော့တယ်ထင်ကြတယ်လှမ်းပြီးတော့လှူခြင်းတန်းခြင်းတဲ့လူတွေလှူလို့ရတာပေါ့နော်အနေနဲ့ရမိတ်ဆွေတွေကလေးနာမည်ပေးတွေကျွန်တော်ပြုလို့ဆောင်ရွက်ပေးပါတယ်အားလုံးရောင်းပန်းဝယ်ပန်းပွင့်လန်းပါသည်ကြီးပွားသည်ချမ်းသာ